trailer နဲ့မတွေ့ပါလိမ့်မယ်ကိုထူးနဲ့နှစ်ယောက်ဆင်းပေါ့နော် golf green ထဲမှာအဲ့ဒီဆင်းကတော့ကျွန်တော်ဒါဒီရုပ်ရှင်ထဲမှာအကြိုက်ဆုံးဆင်းအကြိုက်ဆုံး shot လည်းဖြစ်တယ်ပေါ့နော်ဒါကတော့ဒါအမှတ်မထင်ပဲနဲ့မရွယ်ပဲနဲ့ favorite ဖြစ်သွားတဲ့ဟာပါအဲ့စင်းသူရိုက်ပြီးတော့ပြန်လဲနေကြရပြောတယ်သူအရန်အားရတယ်အဲ့စင်းကိုသူထွေလာထဲမှာထည့်ခြင်းတယ်ထွေလာထဲထည့်မဲ့စင်းတစ်စင်းဒီနေ့ရိုက်ခဲ့တာသူပြီးသွားပြီဆိုရင်လီလီကိုပြောတယ်ဆိုတော့အဲ့စင်းလီလီလည်းအဲ့စင်းကိုတရုပ်ဆောင်ရတာအရန်ကြိုက်တယ်အရန်ကြိုက်တယ်ဟိုဒီမှာပြိသက်တွေရုပ်ရှင်ကြည့်တဲ့အခါကျရင်အကုန်လုံးအပန်အမေနဲ့တွေအတူတူထွက်လာမယ်ထင်ပါတယ်ထွက်လာမယ်စင်းမျိုးပေါ့နော်ဟုတ်လီကတော့အစိုးရကလေးကသူ့ကိုအထင်ကြီးပြီးသားပါပြီးတော့လီကိုအရှိမလည်းဒါဘယ်လိုခေါ်မလဲစကားရင်ကလေးကရိုက်ဖူးပြီးသားလူတူပေါ့နော်အဲ့မှာသူ့ရဲ့ဒီပထမဆုံးရုပ်ရှင်အစွဲဆိုတဲ့ကားလေးလီလည်းကြည့်ခွင့်ရတယ်ပေါ့ဆိုတော့အဲ့အစွဲမှာလည်းသူအများကြီးသူ့ရဲ့ဒီတိထားတဲ့ဇက်တစ်ခုကိုသူဘယ်လိုမျိုးပုံဖော်မယ် character တစ်ခုကိုဇက်ကောင်တစ်ခုကိုဘယ်လိုမျိုးအခြေခံပြီးတော့မှဘယ်လောက်ထိခံအောင်ပုံဖော်မယ်ဆိုတဲ့ဟာကိုပေါ်နေအောင်ကိုသူအစွဲမှာလုပ်နိုင်ခဲ့တယ်အဲ့ဒါကိုလည်းလီကမြင်ပြီးသားဆိုတော့ဒီကားမှာလည်းသူခဏပြောလို့သူ character တွေအရန်များတယ်ဒါပေမဲ့အဲ့ character တစ်ခုချင်းစီတိုင်းကိုသူနဲ့အမနဲ့တခြားလေးသူတို့နှစ်ယောက်ဒီ character တွေရဲ့ဖြစ်ထိုက်တဲ့အရာတွေအကုန်လုံးထည့်ထားတယ်ဒါတောင်မှကိုယ်လင်းပြောရင်အများစုကတော့လီလီစင်တွေများပါတယ်လီလီစင်တွေမပါလာတာတွေများတယ်ဆိုတော့လီလီဂျူရေးချင်းကြောင့်မှာလီလီစင်ဆိုလဲလီလီဒီမိုးလက်ပေါ်မှာဘယ်လိုမျိုးဖြစ်စေချင်လဲဒီမိုးလက်ကောဂျိတ်ကောတငယ်ချင်းနှစ်ယောက်လုံးပေါ်မှာဘယ်လိုမျိုးဘယ်လိုခေါ်မလဲsupport လုပ်တဲ့တငယ်ချင်းကောင်းဆိုတဲ့ဟာကိုသူတို့ပေါ်လည်အောင်ရေးပေးထားရတယ်ရှိတယ်တချို့ဟာလေးရောလီတို့ဒီအချိန်ရပါလာလေးတော့ရှိရပေါ့နော်ဆိုတော့သူခဏဟာလေးပြန်ဆက်ရရင်တော့အရင်ကတည်းကလည်းအချင်းကြီးတယ်ဒီကားမှလည်းပွင့်လင်းပြောရင်လီလီကိုတိုင်ပါဝင်တရုပ်ဆောင်ရတဲ့ဟာရောလီလီကိုတိုင်ကိုပြန်ကြည့်ရတဲ့ဟာသူလည်းပေးထားတာကိုပြန်ကြည့်ရတဲ့အားရတဲ့ခြေနှံ့ရတဲ့ကားတကားပါပဲဆိုတော့သူ့ပို့ပြီးတော့အချင်းကြီးပါအချင်းပါဒီဟောင်းက94ရုပ်ရှင်ကကျွန်တော်အတွက်ရုံတင်တဲ့ဟာဒုတိယမြောက်ဇာတ်ကားပေါ့နော်ရင်ခုန်တာကတော့ကျွန်တော်ဒီအများကြီးပါပဲရင်ခုန်တဲ့ဟာဟိုကျွန်တော်ဖန်တီးထားတဲ့အပိုင်းရောဒီတရုပ်ဆောင်တွေနဲ့စုံရတဲ့အပိုင်းရောဒီရိုက်ကူးခဲ့ရတဲ့အခါမှာအများကြီးရင်ခုန်ရရုံတင်တဲ့အခါမှာလည်းပြည်သက်တွေဒီစီကဘယ်လို feedback တွေလာမလဲပေါ့နော်အဓိကတော့ဒီမှာကဒီနေပယ်အစုံကကျွန်တော်တို့ဒီဟိုartist တွေပါအနုပညာရှင်တွေပါတယ်ဆိုတော့ကျွန်တော်ကလည်းအဲ့ဒါကိုအကုန်လုံးဒီ character နဲ့ညီဖန်တီးထားတော့ပြည်သက်တွေဘယ်လိုဖြစ်ကြမလဲဘယ်လိုခံစားကြမလဲပေါ့နော်ဒီခုပါတယ်နှစ်ယောက်အတူတူတခြားလောက်ထားတဲ့ရုပ်ရှင်ကားလေးဖြစ်နေတော့ကိုပြောရပါတယ်လီလီကိုအကောင်းဆုံးစူးစမ်းထားတယ်အဓိကကတော့ဒီဇက်ကကွာကာဆိုးတို့စရေးစင်ကလေးကလည်းလီလီရဲ့အပြင် character လီလီဆိုတဲ့ character ကိုသူတို့ဒါတခြားထဲမှာအတိုင်းမဲ့ထည့်ပြီးရေးထားတာဆိုတော့လီတွက်ကအများကြီးကောင်းဒီရုပ်ရှင်ထဲမှာမပါလာတဲ့ကက်လေးစင်းနေရှိသေးတယ်စင်းနေဆိုရင်လီအရန်စုထားတဲ့ဒီမိုးလက်ကိုအရန်စုထားတဲ့စင်းနေလည်းပါတယ်လီတို့ဒါဟိုအချိန်ရလီတို့စင်းလေးတချို့ဟာလေးမပါလာလေးလို့ရှိရပေါ့နော်ဟုတ်ဘုံဆိုကိုထူးမမီတတဲ့ဆိုအကုန်လုံး character ကိုအကောင်းဆုံးရေးထားတယ်အဲ့ဒါဟိုမှာသူ့အတွက်ကတော့တကယ်ကျွန်တော်ဒီမှာ trailer နဲ့မတွေ့ပါလိမ့်မယ်ကိုထူးနဲ့နှစ်ယောက်ဆင်းပေါ့နော် golf green ထဲမှာအဲ့ဒီဆင်းကတော့ကျွန်တော်ဒါဒီရုပ်ရှင်ထဲမှာအကြိုက်ဆုံးဆင်းအကြိုက်ဆုံး shot လည်းဖြစ်တယ်ပေါ့နော်ဒါကတော့ဒါအမှတ်မထင်ပဲနဲ့မရွယ်ပဲနဲ့ favorite ဖြစ်သွားတဲ့ဟာပါအဲ့စင်းသူရိုက်ပြီးတော့ပြန်လဲနေကြရပြောတယ်သူအရန်အားရတယ်အဲ့စင်းကိုသူထွေလာထဲမှာထည့်ခြင်းတယ်ထွေလာထဲထည့်မဲ့စင်းတစ်စင်းဒီနေ့ရိုက်ခဲ့တာသူပြီးသွားပြီဆိုရင်လီလီကိုပြောတယ်ဆိုတော့အဲ့စင်းလီလီလည်းအဲ့စင်းကိုတရုပ်ဆောင်ရတာအရန်ကြိုက်တယ်အရန်ကြိုက်တယ်ဟိုဒီမှာပြိသက်တွေရုပ်ရှင်ကြည့်တဲ့အခါကျရင်အကုန်လုံးအပန်အမေနဲ့တွေအတူတူထွက်လာမယ်ထင်ပါတယ်ထွက်လာမယ်စင်းမျိုးပေါ့နော်ဟုတ်လီကတော့အစိုးရကလေးကသူ့ကိုအထင်ကြီးပြီးသားပါပြီးတော့လီကိုအရှိမလည်းဒါဘယ်လိုခေါ်မလဲစကားရင်ကလေးကရိုက်ဖူးပြီးသားလူတူပေါ့နော်အဲ့မှာသူ့ရဲ့ဒီပထမဆုံးရုပ်ရှင်အစွဲဆိုတဲ့ကားလေးလီလည်းကြည့်ခွင့်ရတယ်ပေါ့ဆိုတော့အဲ့အစွဲမှာလည်းသူအများကြီးသူ့ရဲ့ဒီတိထားတဲ့ဇက်တစ်ခုကိုသူဘယ်လိုမျိုးပုံဖော်မယ် character တစ်ခုကိုဇက်ကောင်တစ်ခုကိုဘယ်လိုမျိုးအခြေခံပြီးတော့မှဘယ်လောက်ထိခံအောင်ပုံဖော်မယ်ဆိုတဲ့ဟာကိုပေါ်နေအောင်ကိုသူအစွဲမှာလုပ်နိုင်ခဲ့တယ်အဲ့ဒါကိုလည်းလီကမြင်ပြီးသားဆိုတော့ဒီကားမှာလည်းသူခဏပြောလို့သူ character တွေအရန်များတယ်ဒါပေမဲ့အဲ့ character တစ်ခုချင်းစီတိုင်းကိုသူနဲ့အမနဲ့တခြားလေးသူတို့နှစ်ယောက်ဒီ character တွေရဲ့ဖြစ်ထိုက်တဲ့အရာတွေအကုန်လုံးထည့်ထားတယ်
ဒါတော့မှကိုယ်လင်းပြောရင်အများစုကတော့လီလီစင်နေများပါတယ်လီလီစင်နေမပါလာတာတွေများတယ်ဆိုတော့လီလီဂျူရေးရှင်းကြောင်မှာလီလီစင်ဆိုလဲလီလီဒီမိုးလက်ပေါ်မှာဘယ်လိုမျိုးဖြစ်စေချင်လဲဒီမိုးလက်ကောဂျိတ်ကောတငယ်ချင်း2ယောက်လုံးပေါ်မှာဘယ်လိုမျိုးဘယ်လိုခေါ်မလဲsupport လုပ်တဲ့တငယ်ချင်းကောင်းဆိုတဲ့ဟာကိုသူတို့ပေါ်လည်အောင်ရေးပေးထားရတယ်ရှိတယ်တချို့ဟာလေးရောလီတို့ဒီအချိန်ရပါလာလေးတော့ရှိရပေါ့နော်ဆိုတော့သူ့ခဏဟာလေးပြန်ဆက်ရရင်တော့အရင်ကတည်းကလည်းအချင်းကြီးတယ်ဒီကားမှလည်းပွင့်လင်းပြောရင်လီလီကိုတိုင်ပါဝင်တရုပ်ဆောင်ရတဲ့ဟာရောလီလီကိုတိုင်ကိုပြန်ကြည့်ရတဲ့ဟာသူရိုက်ပေးထားတာကိုပြန်ကြည့်ရတဲ့အားရတဲ့ခြေနဲ့ရတဲ့ကားတကားပါပဲဆိုတော့သူ့ပို့ပြီးတော့အချင်းကြီးပါအချင်းပါဟိုအရင်ကလည်း fresh ဖြစ်ပါတယ်ဒါပေမဲ့ဟိုကင်မရာရှေ့မှာမထွက်တော့ခုမှ fresh ဖြစ်တဲ့ဟာကိုပြီးတော့မြင်သွားတာပေါ့နော်ဆိုတော့အချစ်က fresh ဖြစ်စေတယ်လေအလဲဘလို့ပြောပြပြီဟုတ်လားအချစ်ခံရတာဒီရရှင်းပါဆိုသူကိုကျူးရယ်ဟမ်အချစ်မှကြတော့ဟုတ်လေဒီsocial media မှာကျွန်တော်ကျူးရတယ်ခုနကမီဒီယာရှင်းတာလို့မီဒီယာရှင်းမှာဆိုအေးပေါ့အဲ့လိုလေးရောဖြစ်နေရဖြစ်ဘယ်လိုလဲဆိုတော့ဘာမှပူလောင်စရာဘာမှမလုပ်ဘူးနော်အဓိကတော့တယောက်နဲ့ညှိနှိုင်းနိုင်ပဲတယောက်မလို့ချင်တာတယောက်အမြဲတမ်းမှတ်သားထားရပေါ့နော်လောက်ထားတယ်ဆိုတော့အဲ့ဒီမလုပ်ဖြစ်ဘူးဒီတယောက်နဲ့ဒီမကျူးလွန်ဖြစ်ဘူးပေါ့နော်ဒီတယောက်မကြိုက်တဲ့ဟာတယောက်ဟိုမကောင်းတဲ့ຢာဖြစ်ဖြစ်ဆိုတော့အဆင်ပြေပါရဲ့ဆိုပို့ပြီးဒီနောက်ပိုင်းကလည်းအားကြောင့်ပို့ပြောနေပါစုခဲပိုင်းကလည်းများပါတယ်ချီကျူးရလည်းများပါတယ်ဆိုတော့ပုံမှန်ဆိုတော့သူကအဲ့လိုစူရဲဆိုတော့အဲ့လိုကျွန်တော်လိုအပ်ချက်တွေများတော့လိုအပ်ချက်တွေများတော့သူကပြောပေးရတယ်များတယ်ပေါ့ဆိုတော့အဲ့တဖြည်းဖြည်းနဲ့ချီကျူးရတယ်တဖြည်းဖြည်းများလာပါတယ်ဆိုတော့နှစ်ခုလုံးပါဘူးသူကချီကျူးပါတယ်မှာချီကျူးပါတယ်ရိုက်ကူးနေပြောရင်တော့စီစဉ်သူနဲ့ကျွန်တော်နဲ့ဒရိုက်တာနဲ့စီစဉ်သူနဲ့ရှိတယ်ဆိုတာခိုက်တန်နေမှာပေါ့ဒီကတော့ပွင့်လင်းပြောရင်ဒါတူတောင်ဝင်ယူပြီးသားတကားဖြစ်တော့ပြီးစီအောင်စိုက်စီခြင်းနဲ့ဆိုတော့ဘာလို့လဲဆိုတော့ပြောလိုက်မယ်နော်ပြောလိုက်မယ်နော် professional ဆက်လေ professional ဆက်ဆံပဲအဓိကလေတို့ဒီကားကြီးရိုက်နေတဲ့တက်ကွက်မှာပဲစီစဉ်သူကအစအဆုံးပါတဲ့ production အကုန်လုံးကိုချိန်ပလိုက်တယ်ချိန်ပလိုက်တော့တင်းတစ်ခုလုံးသူ့ရဲ့တင်းတစ်ခုလုံးဖြုတ်လိုက်တော့သူအရန်စိတ်ညစ်သွားတယ်အဓိကဒီဇက်တစ်ခုလုံးကိုသူဘယ်လိုရိုက်မယ်ဆိုတဲ့ဟာတွေဟိုအရှိရက်တွေညာပေါင်းများစွာသူမအိပ်ဖက်နဲ့လေတော့မြင်နေရတာပေါ့နော်သူအလုံးလုံးနေခဲ့တဲ့ပြောဆိုခဲ့တဲ့ဒီလူတွေအကုန်လုံးအလုံးလုံးဖို့အတွက်သူချခဲ့တဲ့သူလုံးခြင်းနဲ့ဒါမျိုးတွေသွားခြင်းနဲ့ဆိုပြီးပြောခဲ့တဲ့လူတွေအကုန်လုံးက totally အကုန်လုံးအစအဆုံးအကုန်ချင်းသွားပြီးတော့မှကြာတိုင်းလုံးကြီးတခြားနောက်ထပ် crew တစ်ဖွဲ့လုံးကြီးကိုထည့်လိုက်တာပေါ့ဆိုတော့သူအရန်စိတ်ညစ်သွားတယ်ဒါပေမဲ့လီတို့ကဘာကိုတွေးလဲဆိုတော့ဒါဒီလီတို့ဒါရိုက်တဲ့ဟာလဲတစ်ဝက်ကျိုးနေပြီဆိုတော့ကောင်းလေးပဲပြီးသွားဖို့အတွက်ပဲရှိပဲပြီးတော့သူ့လည်းဆက်လုပ်ဖို့အတွက်ဒီကတော့ရုပ်ရှင်ကောင်းဖို့ပဲရုပ်ရှင်ကောင်းဖို့အတွက်ပဲပြီးထိလုပ်လိုက်ပါအဓိကတော့လီတို့ပွင့်လင်းပြောရင်တော့ဒီကားကြီးစတဲ့တုန်းကဆိုရင်လည်းဒါခဏပြောလို့စီစဉ်သူတွေဘက်ကပဲဒါလီတို့ဆက်သွယ်လာတယ်ဒီကားကြီးရိုက်ချင်တယ်ဆိုတော့လီတို့အဲ့ချိန်မှာ brown jacket စီးတွေလေးမြောက်သားထွက်လိုက်ထားတဲ့ဟာလေးရိုက်နေစေကာလာကြီးပေါ့ဆိုတော့သူကလည်းအမြန်သူဘယ်နေ့လေးမှာအမြန်ရိုက်ချင်တယ်ပြီးွားရင်သူတို့ဒီရုံတင်စနစ်ဟာလေးပါအောင်စူးစမ်းချင်တယ်ဆိုတော့သူကလည်းပွင့်လင်းပြောရင်ဘာတွေလုံးလို့ရနိုင်လဲဘာတွေဖြစ်နိုင်လဲဆိုတော့အစပြောတော့ကတော့ဟိုပွင့်လင်းပြောရင်တော့တခြားအာရှတကယ် miss ကမ္ဘောဒီးယား miss တွေရောအဲ့လို miss တွေနဲ့ရိုက်မယ်ပေါ့အဲ့ဒီလည်းတော့ပြမယ်ဆိုပြီးတော့သူ့ကိုကမ်းလှမ်းလာတာဆိုတော့သူကလည်းအရင်ပျော်ပြီးတော့ဒီလိုပြောအဲ့လိုပေါ့နှစ်ယောက်လောက်ကြမယ်နှစ်ယောက်ကျွန်တော်ကဒီနိုင်ငံထပ်ပို့ပြီးတော့တခြားအဲ့လိုသွားကျင်တာပေါ့နော် market ရအောင်ဆိုတော့အဲ့လိုမျိုးလုပ်ချင်တဲ့လူတယောက်အနေနဲ့ filmmaker တယောက်အနေနဲ့ဒါဝမ်းသာပြီးတော့ဝမ်းသာအားလက်ခံလိုက်တာပေါ့လက်ခံလိုက်တယ်ဆိုတော့အဲရိုက်နေရင်းနဲ့မှာပဲအဲ့လိုနည်းနည်းလေးကိစ္စလေးတက်သွားတယ်အဲ့လိုအဓိကတော့လုံးဖို့ကင်ဘက်အချင်းတချို့စီးလေးရှိရမယ့်ဟာလေးဖြစ်လာတဲ့ကိစ္စလေးပေါ့လေဒါပေမဲ့ဒီတို့နှစ်ယောက်ကောင်းပါတယ်နော်နှစ်ယောက်ပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးကိုကျွန်တော်နှစ်ယောက်တယောက်ပို့ပြီးနာတိသွားပါဘောနော်လူတွေကြောင်းပို့တိသွားမရိုးရှင်းဘူးဆိုတော့ပို့တိသွားတယ်ဆိုတော့လီတို့ဒီထက်ပိုကောင်းတဲ့ဘာလို့ဆိုတော့ကိုယ်တိုင်လဲလီတို့နှစ်ယောက်လုံးက production ကိုယ်တိုင်လုပ်နေကြတယ်ပြီးတော့တခြားလီတို့ဟိုတခြား production တွေတခြားထားပါတော့ဟိုကန်လန်းသူတွေနဲ့လည်းလီတို့စကားပြောနေတာဆိုတော့ကိုယ်တွေလောက်ရမယ့်ဘောင်လေးတွေစီးလေးတွေဥမာထားပါဆောက်ရောက်စာတန်းလေးတွေကအစားပေါ့လီတို့တခြားလေးလောက်ရမယ်ဆိုတော့နှုတ်ကလေးတော့လီတို့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ဒီမှာဆိုရင်သူကာလာပိုင်းနေpost production တွေဟာတွေကတော်တော်လေးသူ
ထိခိုက်သွားတဲ့ဟာလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေနည်းနည်းအားမရတော့သူအားမရတာပါအဓိကတော့ ကြည့်ရတကယ်တန်စီမယ်လို့ကျွန်တော်ယုံကြည်တယ်ရုပ်ရှင်ကားအနေနဲ့ရုပ်ရှင်ခန်းစားချက်တွေအပြည့်ရမယ်လို့ယုံကြည်ပါတယ်တခြင်းတွေလည်းအများကြီးပါတယ်တခြင်းအသက်တစ်ပုတ်လည်းပါတယ်ဒါကပိတ်သက်တွေအခုခေတ်အခြေအနေနဲ့ပေါ့နော်ဆိုတော့စိတ်အားငယ်နေလို့ပဲဖြစ်ဖြစ်မိသားစုတကယ်ချင်းတွေတယောက်တယောက်ဖေးမချင်တာဖြစ်ဖြစ်ဆိုတော့အဲ့ဒီအတွက်ရေးဆက်တီးဖန်တီးထားတဲ့တခြင်းလေးလည်းပါတယ်ဆိုတော့ဒီလေးရဲ့အလှရလည်းအများကြီးကြည့်ရမယ်ဒီမှာအများကြီးအားရဆိုတာကြည့်ရမယ်ရုပ်ရှင်ကားတစ်ကားပါ လီလဲတခြားလေးစူးစမ်းထားပါတယ်လို့ပြီးတော့ဒီမှာဆိုရင်တကယ်အနုပညာရှင်တွေအများကြီးနဲ့ဒါဒီကမှာတခြားလေးပုံဖော်ထားတာဆိုတော့ဒီကားလေး3ရက်နေ့ရုံတင်มาတော့မယ်ဆိုတော့လာရောက်ပြီးတော့ကြည့်ရှုပါလို့ပြီးတော့ဖိတ်ခေါ်ပါတယ်ရှင်